Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုဆိုင် HSC Live YouTube Channel နဲ့ Facebook Page တွေမှာနေ့စဉ် Chelsea သတင်းအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့စိုင်းထုံးအောင်ခံပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်စိတ်ဝင်စားစရာ Chelsea အသင်းအကြောင်းအရာလေးတွေကတော့ Napoli အသင်းထံကိုပြောင်းရွှေ့ဖို့သဘောတည်ညီမှုရရှိခဲ့ပြီဖြစ်တဲ့ Bernat Pedia ရှိ Nicolas Jackson ကိုအရခေါ်ယူသွားမယ့် Aston Villa Enzo Fernandez နဲ့ Man City Alex Scott Adam Warden Malo Gusto စတဲ့နောက်ဆုံးရစိတ်ဝင်စားစရာ Chelsea အပြောင်းရွှေ့သတင်းတွေကိုတစုတစည်းတည်းဖော်ပြဆွေးနွေးသုံးသပ်ပြီးသွားတော့မှာဖြစ်ပါတယ်ကဲဒီတော့စားလိုက်ကြအောင်ဗျာပထမဆုံးသတင်းပုံအနေနဲ့ Bernat Pedia ရှိကိုခေါ်ယူဖို့အတွက် Chelsea အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ Napoli အသင်းဆိုတဲ့သတင်းကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီသတင်းကိုတော့နမဲကျော်အားကစားသတင်းတောက်တို့ဖြစ်တဲ့ Fabrizio Romano ရဲ့ဖော်ပြချက်အရ Italy Serie A ကလပ်အသင်းဖြစ်တဲ့ Napoli အသင်းက Chelsea အသင်းရဲ့အသက်26နှစ်အရွယ်ဗဟိုနောက်ခံကစားသမားဖြစ်တဲ့ Bernat Pedia ရှိကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်အသေးစိတ်စီစဉ်တွေကတော့ဒီကစားသမားအတွက်အသေးစိတ်စီစဉ်တွေကတော့အငှားကြီးယူရို3တန်းထပ်ဆောင်ကြီးယူရို1တန်းယာဒီကုံမှာကစားသမားကိုအပြည့်သက်ဝယ်ယူခွင့်ယူရို28တန်းနဲ့လာစာကိုနာပိုလီအသင်းဘက်ကအပြည့်အဝတာဝန်ယူပေးသွားမှာပဲဖြစ်ပါတယ်နာပိုလီအသင်းရဲ့နီးပြဖြစ်သူမက်ဆီလီယာနိုအာလီဂရီအတွက်တော့ဗဟိုနောက်ခံကစားသမားတူရောက်ရှိလာတော့မှာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Bernat Pedia ရှိကို Italy Serie A ကလပ်အသင်းဖြစ်တဲ့ Napoli အသင်းထံကိုတရားဒီအငှားနဲ့ဒီယာဒီကုံမှာပေါ့နော်ကစားသမားကိုအပြည့်သက်ဝယ်ယူခွင့်နဲ့ Chelsea အသင်းရောင်းထုတ်နိုင်ခဲ့တာကိုတကယ်ပဲကျွန်တော်သဘောကျမိပါတယ်ဒီလိုကြောင့်လည်းပေါ့နော်ကစားသမားအတွက်လည်းသူ့ရဲ့ကစားသမားဘဝပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုပိုင်ဆိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ Nicolas Jackson ကိုနွေရာသီဈေးကွက်မပိတ်ခင်အရခေါ်ယူသွားမယ် Aston Villa အသင်းဆိုတဲ့သတင်းကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီသတင်းကိုတော့အားကစားသတင်းတောက်တူဖြစ်တဲ့ဒီ Nicosia ရဲ့ဖော်ပြချက်အရ Aston Villa အသင်းဟာ Chelsea အသင်းထံမှတိုက်စစ်ကစားသမားဖြစ်တဲ့ Nicolas Jackson ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေကအဆင်ပြေချုံးမွေးစွာတိုးတက်လျက်ရှိနေပါတယ် Nicolas Jackson ကလည်း Aston Villa အသင်းထံကိုပြောင်းရွှေ့ဖို့သဘောတူညီချက်ပေးထားပြီးဖြစ်နေပါတယ်နီးပြUnai Emery ကလည်း Villarreal အသင်းမှာအတူတကွလက်တွဲခဲ့တဲ့အတွေ့အကြုံကောင်းတွေရရှိခဲ့တဲ့ဒီ Nicolas Jackson နဲ့ပြန်လည်လက်တွဲဖို့အနာရှိနေပြီးတော့ဒီအသင်းစီခေါ်ယူနိုင်ဖို့အတွက်အဓိကမပေးနေတာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းမှာကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Nicolas Jackson ကို Aston Villa အသင်းကခေါ်ယူမဲ့အပေါ်ဒီပရိသတ်တယောက်အနေနဲ့ပြောရမယ်ဆိုရင် Chelsea အနေနဲ့ကစားသမားကိုမယောင်းချသေးဘဲနဲ့ဒီတရားဒီတော့အသင်းမှာစထိန်းထားစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Nicolas Jackson ကဒီတိုက်စစ်မှုတက်ပဲကစားနိုင်တာမဟုတ်ဘဲနဲ့ပေါ့နော်။ဘယ်တော့မှကစားနိုင်တာတွေကြောင့်သူ့ကိုဒီတရားဒီတော့အခွင့်အရေးပေးသင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိတယ်။ဒါအပြင် Nicolas Jackson ကဒီ Bayern Munich အသင်းထံကနေအငှားကစားပြီးပြန်လာပြီးတဲ့အချိန်မှာNicolas Jackson ရဲ့ပြောင်းလဲသွားတဲ့အချက်တွေကိုဒီပြီးခဲ့တဲ့ခြေစမ်းပွဲစဉ်တွေမှာမြင်တွေ့ခဲ့ရပါတယ်။သူကိုယ်တိုင်ကလည်းအသင်းမှာဆက်ရှိနေတာကြောင့်သူ့ကိုစထိန်းထားတဲ့ကစားသမားလို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့ပေါင်တန်း120ရမှသာ Enzo Fernandez ကိုလက်လွတ်သွားမဲ့ Chelsea ဆိုတဲ့သတင်းကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့နမဲကျော်အားကစားသတင်းတောက်ဖြစ်တဲ့ဒီ Fabrizio Romano ရဲ့ဖော်ပြချက်ရပဲ။ဒီကတော့ Enzo ရဲ့ဒီပေါ့နော် Enzo နေပါပဲ။တီတီနဲ့ Enzo Fernandez ရဲ့ကိုယ်စားလှယ်အဖွဲ့တွေတို့အကြားပေါ့နော်လွန်ခဲ့တဲ့24နာရီတွင်ဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။အပြောင်းအရွှေ့ကိုဆက်လက်လှုပ်ဆောင်မလားဆိုတာက Man City အသင်းဘက်ကဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်နေတာပဲဖြစ်ပါတယ်။ Chelsea အသင်းကတော့ဒီနေ့ UK စံတော်ချိန်ညနေ9နာရီနောက်ပိုင်းရောက်သွားရင်တော့ကစားသမားကိုရောင်းချသွားမှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုထားပြီးပြောင်းရွှေ့ကြီးပေါင်တန်း120ရရှိမှသာရောင်းချမယ်လို့ဆက်လက်ရည်တည်ထားပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်ဒီသတင်းရဲ့အသွားလာပေါ်တေချာလေးသုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်လူမျိုး Chelsea အသင်းပရိသတ်တယောက်အနေနဲ့ Enzo Fernandez ကိုအသင်းမှာပဲဆက်ရှိစေချင်တာကတော့အမှန်တကယ်ပဲဖြစ်ပါတယ်ဒါပေမဲ့လည်းကစားသမားကိုယ်တိုင်ကအသင်းရဲ့ project အပေါ်ယုံကြည်မရှိတော့ဘဲနဲ့ပေါ့နော်သူကစားသမားဘဝနောက်ထပ်တစ်ဆင့်အောင်မြင်မှုတွေပိုင်ဆိုင်ခြင်းလို့အသင်းပြောင်းရွှေ့သွားခဲ့ရင်လည်းကျွန်တော်တို့ပြည်သက်တွေအနေနဲ့သူ့ကိုနားလည်ပေးရမှာပဲဖြစ်ပါတယ်ဒီနေ့ကလည်း Enzo Fernandez နဲ့ Manchester City အသင်းတို့ရဲ့အပြောင်းရွှေ့နောက်ဆုံးနေ့ဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ဒီသတင်းကဆက်လက်စောင့်ကြည့်ရအောင်မဲ့သတင်းလို့တော့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်စတိုတာမြောက်သတင်းတစ်ပုဒ်အနေနဲ့ Alex Scott နဲ့ Adam Warden တို့ကိုဒီ Enzo Fernandez ရဲ့နေရာမှာအစားထိုးဖို့သတ်မှတ်ထားတဲ့ Chelsea ဆိုတဲ့သတင်းကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီသတင်းကိုတော့တင်းတော့ရဲ့ဖော်ပြချက်အရ Chelsea တင်းက Alex Scott နဲ့ Adam Warden တို့ကိုခေါ်ယူနိုင်ခြင်းအတွက်ပေါ့နော်ဆက်သွယ်စုံစမ်းမှုအသစ်တွေပြုလုပ်ခဲ့ပါတယ်။ Enzo Fernandez က Man City အသင်းထံပြောင်းရွှေ့သွားခဲ့ရင်အစားထိုးဖို့ဖြစ်နိုင်ခြေရှိတဲ့ကွင်းလယ်ကစားသမားတွေအဖြစ် Chelsea တင်းကစီစစ်သုံးသပ်ထားတာပဲဖြစ်ပြီးတော့ဒီဘုံမောက်အသင်းကဒီ Alex Scott အတွက်ရောဒီပဲလီအသင်းက Adam Warden အတွက်ပါပြောင်းရွှေ့ခြင်းပေါင်တန်း80ထက်ပိုမိုတောင်းဆိုနိုင်တယ်လို့ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းမှာကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Enzo Fernandez ရဲ့နေရာမှာ Alex Scott နဲ့ Adam Warden တို့နှစ်ဦးပြစ်မှတ်ထားတာကိုဒီ Chelsea တင်းဘက်ကပြစ်မှတ်ထားတာကိုကျွန်တော်အနေနဲ့တကယ်ကိုသဘောကျပါတယ်ဒါပေမဲ့လည်းဒီကစားသမားနှစ်ယောက်လုံးက Enzo Fernandez level ကိုရောက်ရှိဖို့အများကြီးလိုအပ်နေသေးပြီးတော့ဒီ
လိုအပ်နေသေးတဲ့ကစားသမားတွေဖြစ်ပါတယ်ဘယ်သူပဲ Chelsea တင်းကိုရောက်လာပေါ့နော် Enzo Fernandez ရဲ့နေရာကိုအပြည့်အဝအစားထိုးနိုင်မယ်ကစားသမားတွေလို့တော့ကျွန်တော်အနေနဲ့ထင်မြင်လို့မရပါဘူး Enzo Fernandez ကဒီ defensive အရှင်ပိုင်းမှာအနေငယ်အားနည်းနေပြီမြဲတိုက်စစ်ပိုင်းနဲ့ဘောလုံးပေးပို့မှုလိုအပ်တဲ့အချိန်မှာဂိုးသွင်းယူပေးမှုအဝေးကန်ချက်တွေက Enzo Fernandez စီကပဲရနိုင်တာပဲဖြစ်ပါတယ် Alex Scott ရော Adam Warden ရောကဒီကွင်းလယ်မှာထိုင်ကစားပြီးတော့ဘောလုံးခွဲဝေပေးတဲ့ကစားသမားတွေဖြစ်တာကြောင့် Enzo Fernandez ကိုအသင်းမှာဆက်ရှိနေနေတာလို့ပဲကျွန်တော်အနေနဲ့ပြောချင်တာပဲဖြစ်ပါတယ်ဆက်လက်ပြီးနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Malo Gusto ကိုအပြိုင်လိုချင်နေကြတဲ့ Premier League ကလပ်နဲ့ဥရောပကလပ်များဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီသတင်းကိုတော့အားကစားသတင်းတောက်လူဖြစ်တဲ့ Simon Philly ရဲ့ဖော်ပြချက်အရလီဗာပူးအသင်းရဲ့ဒီစိတ်ဝင်စားမှုကြောင့်ပေါ့နော် Chelsea အသင်းက Malo Gusto အတွက်တောင်းဆိုထားတဲ့ပြောင်းရွှေ့ကြေးပေါင်85တန်းကိုချော့ချပေးပွဲရှိနေပါတယ်ပွဲထွက်ခွင့်ပြိုင်ဆိုင်မှုတွေကြောင့်စိတ်ကြည်နပ်မှုမရှိဖြစ်နေတဲ့ Malo Gusto ကဒီMalo Gusto ကိုတော့ဗောနော်Tottenham Hotspur PSG နဲ့ Juventus လိုအသင်းတွေကစောင့်ကြည့်နေကြပြီးတော့ Chelsea အသင်းအနေနဲ့လည်းအသင်းမှာမပျော်ရွှင်ဖြစ်နေတဲ့ကစားသမားကိုစက်မထိန်ထောနေတာတော့ကြောင့်ဒီအပြိုင်ဈေးခေါ်ပွဲဖြစ်လာအောင်ဖန်တီးသွားပွဲရှိနေပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းပေါ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် Malo Gusto ကိုလိုချင်တဲ့ကလပ်အသင်းတွေများတာက Chelsea အသင်းအတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ကစားသမားဘက်ကလည်းအသင်းမှာမပျော်ရွှင်တော့ဘူးဆိုတဲ့သတင်းတွေကြောင့်သတ်မှတ်ထားတဲ့ပေါင်85တန်းမဟုတ်ရင်တော့အနည်းဆက်ဆုံးရရင်ကစားသမားကိုရောင်းချတင်ပါတယ်Malo Gusto ကိုရောင်းချလိုက်ရင်လည်းအသင်းရဲ့ညာချမ်းမှာ Reece James Palestra နဲ့ Archimon တို့လိုကစားသမားမျိုးတွေရှိနေတာကြောင့်အသင်းမှာမပျော်တဲ့ကစားသမားကိုရောင်းချလိုက်တာကကစားသမားအတွက်ရောအသင်းအတွက်ပါအကျိုးရှိတယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်ဟုတ်ကဲ့ပါဗျာဒီနေ့အတွက် Chelsea တင်းရဲ့စိတ်လိုစားစရာနောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေနဲ့ဒီသုံးသက်ချက်တွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အပြောင်းညီကိုတို့တွေအနေနဲ့ကတော့ Enzo ကို Man City တင်းနဲ့ရောင်းချစေချင်သလား Nicolas Jackson Gusto တို့ရဲ့အနာဂတ်ပေါ်ဘယ်လိုမြင်လေးတွေရှိကြလဲဆိုတာကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးညီကိုတဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ